ညီခွေးတကောင်ရဲ့ကောင်ပြီးတော့တိတ်ငက်အတောင်ပံတွေနဲ့စောင်းရမ်းကျန်းတဲ့ကြားတကောင်ရဲ့ခန္ဓာကိုယ်နဲ့အကောင် Stop it. Get some help. အဲ့ဒါဘာကောင်လဲဆိုတော့ graphing နဲ့ပဲဖြစ်ပါဒီနေ့မှာကျွန်တော်အဲ့ကောင်ကိုစီးပြမယ်ပြီးတော့အဲ့ကောင်ရဲ့ ability ကိုနည်းနည်းပြောပြမယ်ဗျာ graphing ရဲ့ ability ကတော့ရှင်းပါတယ်ဒီကောင်ကအဖိုးအမြင့်စီကိုပြန်သွားပြီးရင်အောက်ကိုထိုးချပြီးတော့လေုံစီးလို့ရတယ်လို့ပြောရမှာပဲပြီးရင်အဲ့ graphic နဲ့ကိုစီးထားတဲ့အခါမှာဆိုရင်လက်နဲ့ဒီကြိုက်တာတုံးနေရတယ်ဗျာအဲ့ဒါတော့တော်တော်အားတာချက်တစ်ခုလို့ပြောလို့ရတယ်ဟုတ်လဲဆိုတော့ဗျာဒီ graphic နဲ့ဒီစီးပြီးတော့မြောက်မှာရှိတဲ့ဒီ T-Red တွေနဲ့ကျန်းတဲ့ဒိုင်နိုဆောတွေပဲဖြစ်ဗျာအဲ့လိုကောင်လေး AC တင်လို့ရတယ်ဗျာ AC ဖမ်းလို့ရတယ်ဒါပေမဲ့အခုချိန်မှာမကောင်းတဲ့တစ်ခုကကျွန်တော်ဖန်ထားတဲ့ graphic နဲ့က level က14-15ပဲဆိုတော့အဆင်မပြေဘူးရဒီကောင်ကြီးက damage ကလည်းနေတယ် HP ကလည်းနေတယ်ဗျာအဓိကမတုံးတက်တာတော့ကျွန်တော်အဲ့ဒီ graphic နဲ့ပေါ်နေပြီးတော့ညမဖြစ်တဲ့ဖြစ်ဘာပဲဖြစ်ပါလေဒီနားမှာရှိတဲ့ရုပ်ဆိုးလင်မြန်းတဲ့အောက်ထက်ဒီ level များတဲ့ကောင်ပေါ့အဲ့ကောင်ကိုကျွန်တော်ဖမ်းပြမယ်ဒီ graphic နဲ့အဲ့လိုနဲ့အဲ့ graphic နဲ့ကြည့်စီပြီးတော့ဒီ level များတဲ့ကောင်ဒီရုပ်ဆိုးတဲ့ကောင်ယူပြစ်တယ်ပြီးရင်ပြန်တယ်ပြီးရင်ပြစ်တယ်နဲ့အမှတော်လို့ကြီးပဲဘာဖြစ်နေမှန်းမသိအဲ့ဒီမှာဗျာအားကြနေရဝန်တွေဘာမှလုပ်လို့မရတဲ့ချိန်ကြီးလည်းရှိအဲ့လိုနဲ့ဖမ်းနေနေကျွန်တော်ကဒီရေကန်ရှိရဗျအဲ့ရေကန်ပေါ်မှာတွားပြီးတော့ထိမိလိုက်တာဆိုတော့ graphic နဲ့ပေါ်နေပြုတ်ကြပါကျွန်တော်ဘောကျွန်တော်ဆိုရင်တော့မတည်ဘူးဗျာတက်လဲ damage တပေးလို့ရ AC လဲနိုင်တဲ့ကောင်ဒါပေမဲ့ graphic က level လဲနေပြီးတော့ဒီ damage ကလည်းမရှိတော့ graphic ကတည်သွားရကျွန်တော်လည်းတည်မလို့ဖြစ်သွားတယ်အဲ့ဒါနဲ့ graphic နဲ့လည်းတည်ရဲ့ဒီယူဆိုးလင်းများတွေကလည်းတကောင်မှလည်းမရဘူးကျွန်တော်ရဲ့အတိုင်းကကြီးရောအကုန်လုံးလည်းပြည့်စည်သွားတယ်ဆိုးရွယ်ပြည့်ဗျာအဲ့လိုကောင်လေး AC တင်လို့ရတယ်ဗျာ AC ဖမ်းလို့ရတယ်အဲ့ဒါကြောင့်မို့ဗျာထောင်ချောက်တွေထောင်ပြီးဖမ်းရင်ပို့ပြီးတော့စိတ်ဖြစ်တယ်ဗျာအခုလိုမျိုးမဖြစ်တော့ဘူးရပါတယ်ပြောဘာပဲပြောပါလိဒီရုပ်ဆိုးလင်းများနှစ်ကောင်လေးကိုနင်းကစားရလိုက်ပါ